မျက်နှာမမြင်ဘူးပဲရည်စားထားပြီးမှကလေးတယောက်အမေဖြစ်နေပေမဲ့တန်ဖိုးထားလက်ထပ်ခဲ့တဲ့အမျိုးသားယနေ့ခေတ်လိုနည်းပညာတွေအရှိန်အဟုန်နဲ့တိုးတက်လာတဲ့အချိန်အခါမှာလူငယ်တွေကြားတဲ့အွန်လိုင်းကနေတဆင့်ဖုန်းပြောရင်းစာပို့ရင်းနဲ့ချစ်သူရည်စားဖြစ်သွားကြတာကအထူးအဆန်းကိစ္စတစ်ခုတော့မဟုတ်ပါဘူး။အရင်ခေတ်ကာလတွေတုန်းကချစ်သူရည်စားတယောက်ရဖို့ဆိုတော့လအတန်းကြာနှစ်အတန်းကြာပိုးပန်းခဲ့ရပေမဲ့အခုခေတ်မှာတော့အွန်လိုင်းပေါ်ကနေအလွယ်တကူရင်းနှီးကျွမ်းဝင်ပြီးတော့အိမ်တောင်ကျသွားကြတဲ့သူတွေလည်းအများအပြားရှိပါတယ်။ဒီအမျိုးသားကသူချစ်ရတဲ့ကောင်မလေးနဲ့ဖုန်းတွေကနေတဆင့်အချိန်တန်ကြာရင်းနှီးကျွမ်းဝင်ခဲ့ပြီးတော့ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ထူးခြားတာကသူတို့နှစ်ဦးကဖုန်းထဲမှာအချစ်တွေမျှဝေနေကြပေမဲ့တစ်ဖက်ကချစ်သူကောင်မလေးရဲ့ရုပ်ရည်သွင်းပြင်အစစ်အမှန်ဘလို့ပုံစံရှိတယ်ဆိုတာကိုတခါမှမမြင်ဘူးခဲ့ကြပါဘူး။ရုပ်ရည်သွင်းပြင်ဆိုတဲ့ပြင်ပအပေါ်ရန်အကာအယံတွေကိုမကြည့်ပဲစကားပြောဆိုရတဲ့စိတ်နေသဘောထားချင်းတိုက်ဆိုင်လို့နှလုံးသားချင်းနားလည်မှုယူခဲ့ကြတဲ့တန့်စင်တဲ့အချစ်မျိုးလို့ဆိုရမှာပါ။ဒီလိုနဲ့အချိန်တန်လို့တန်ရောစင်တွေခိုင်မာလာတဲ့ခါမှာတော့သူတို့နှစ်ဦးကအပြင်မှာပထမဆုံးအချိန်တွေ့ဆုံဖို့ချိန်ဆခဲ့ကြတာပါ။ဒါပေမဲ့ဒီတွေ့ဆုံမှုမှာအမျိုးသားဖြစ်သူအတွက်မမျှော်လင့်ထားတဲ့အမှန်တရားတစ်ခုကိုရင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒါကတော့သူအမျက်တနိုးချစ်ခင်ခဲ့ရတဲ့ကောင်မလေးကအိမ်တောင်စားတစ်ခုရှိခဲ့ပူပြီးတော့လက်ရှိမှာကလေးတယောက်မိခင်တစ်ခုလက်အမျိုးသမီးတယောက်ဖြစ်နေတယ်ဆိုတာပါ။ပုံမှန်အခြေအနေမျိုးမှာဆိုရင်တော့တချို့သောအမျိုးသားတွေအနေနဲ့ငါ့ကိုလိန်ထားလာလားဆိုတဲ့အကြောင်းပြချက်နဲ့ဖြစ်ဖြစ်လူပြိုနဲ့တစ်ခုလက်ဆိုတဲ့ပတ်ဝန်းကျင်ရဲ့အမြင်တွေကိုစိုးရိမ်ပြီးတော့ပဲဖြစ်ဖြစ်ချက်ချင်းနောက်ဆုတ်သွားတတ်ကြပါတယ်။ဒါပေမဲ့ဒီအမျိုးသားကတော့အဲ့ဒီလိုမဟုတ်ခဲ့ပါဘူး။သူ့ရဲ့အချစ်ကအတူရောင်မဟုတ်ဘဲရိုးသားဖြူစင်တဲ့အချစ်စစ်ဖြစ်တာကြောင့်ကောင်မလေးရဲ့အတိတ်ကိုပဓာနာမထားခဲ့ပါဘူး။ကလေးတယောက်အမေဖြစ်နေပါစေ။သူမရဲ့တန်ဖိုးကကြာဆင်းမသွားဘူးလို့ခံယူပြီးတော့အားငယ်နေတဲ့ချစ်သူကိုလက်တွဲမဖြုတ်ဘဲနဲ့တန်ဖိုးထားလက်ထပ်ယူခဲ့ပါတယ်။ကလေးကိုရောကလေးရဲ့မိခင်ဖြစ်သူကိုပါတသက်လုံးစောင့်ရှောက်မယ်ဆိုတဲ့သူ့ရဲ့တာဝန်ယူနိုင်မှုနဲ့ယောက်ျားပိသားစိတ်ကိုတော့လူမှုကွန်ရက်ပေါ်ကပရိသတ်တွေကအထူးပဲချီးကျူးလေးစားနေကြတာဖြစ်ပါတယ်။ဒီနေရာမှာချစ်သူနှစ်ဦးရဲ့နားလည်မှုထက်ပိုပြီးတော့လေးစားဂုဏ်ပြုစရာကောင်းတဲ့နောက်ထပ်အချက်တစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့အမျိုးသားဖြစ်သူရဲ့အမဖြစ်သူရဲ့စိတ်သဘောထားပါ။မြမလူပေါင်းအသားဝိုင်းမှာရောင်းမနဲ့ခဲမဆိုတာအမြဲလိုအမြင်မကြည့်ပြတတ်ကြတဲ့ပြဿနာလေးတွေရှိပါတယ်။ဒါပေမဲ့ဒီအမဖြစ်သူကတော့မျက်နှာတောင်တစ်ခါမှမမြင်ဘူးတဲ့ကလေးတစ်ယောက်ပါတဲ့အမျိုးသမီးကိုမောင်လေးကဇနီးအဖြစ်ရွေးချယ်လာတဲ့အခါမှာတခုမှအပြစ်မတင်ခဲ့ပါဘူး။နှိမ့်ချဆက်ဆံတာမျိုးကန့်ကွက်တာမျိုးလုံးဝမရှိဘဲနဲ့နှွေးထွေးစွာနဲ့မိသားစုဝင်တယောက်လိုလိုလလက်ခံပေးခဲ့ပါတယ်။ဒါကြောင့်လေလူတွေကဒီလိုစိတ်ထားပြေးသွားတဲ့ရောင်းမမျိုးရတာကတကယ့်ကိုကံကောင်းတာပဲဆိုပြီးတော့ဝိုင်းဝန်းချီးကျူးနေတာပါ။အချုပ်အားဖြင့်ဆိုရရင်တော့ဒီအဖြစ်ပြက်လေးကယနေ့ခေတ်လိုအပေါ်ယံရုပ်ရည်နဲ့ပစ္စည်းဥစ္စာကိုတောင်ကြည်တတ်ကြတဲ့အချိန်အခါမှာတကယ့်အချစ်စစ်ဆိုတာအတိတ်သမိုင်းတွေ